ကဲအာဆင်နယ်အတွက်အကျိုးများခဲ့တဲ့ International Break အားလုံးပဲမင်္ဂလာပါရန်ကုန် Sport TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုစုံပါဆိုတော့ Saliba Gabriel Timber Odigat Trossard Axe ဒီကစားသမားတွေက injury risk တွေရှိတာကြောင့်ဒီတစ်ခေါက်နိုင်ငံတကာပွဲစဉ်တွေမှာအနားယူခွင့်ရလိုက်ပါတယ်။ Saka နဲ့ Rice တို့ဟာလည်းအင်္ဂလန်အသင်းရဲ့ပထမဆုံးခြေစမ်းပွဲကိုနားခွင့်ရတယ်။ကာရာဘောင်ဖလားကန်ထားရတာဖြစ်တဲ့အတွက်အခုလိုမျိုးအနားရလိုက်တာပါ။ပြောရရင်အာဆင်နယ်ရဲ့အဓိကကစားသမားအများစုဟာလက်ရှိနိုင်ငံတကာရဲတပ်တပ်မှာအနားရပြီးပြန်အားမွေးဖို့လုံလောက်တဲ့အချိန်တစ်ခုကိုပိုင်ဆိုင်လိုက်ပါတယ်။ရှေ့မှာ300တပွဲနှုန်းနဲ့ပွဲဆက်တွေဇက်တိုက်ကန်ရဖို့ရှိနေတဲ့ကျွန်တော်တို့အသင်းအတွက်တော့သတင်းကောင်းတစ်ခုပါပဲအထူးသဖြင့် Saliba Gabriel Rice နဲ့ Saka တို့လိုအထီးခံလို့မရတဲ့ကစားသမားတွေနားကျင်ရလိုက်တာကအသင်းအတွက်ပိုကောင်းသွားခဲ့ပါတယ်နိုင်ငံတကာပွဲစဉ်တွေပြီးတာနဲ့ FAUCL EPL ပွဲစဉ်တွေကို300တပွဲနှုန်းနဲ့ပြန်ကျုံးရတော့မှာပါဖလားယူဖို့အတွက်ဆိုရင်ပွဲတိုင်းကို final လို့သဘောထားပြီးကစားသွားဖို့လိုအပ်နေပါတယ်ဒါတောင်ကျွန်တော်တို့အသင်းကတော်တော်လေးပွဲချောင်နေလို့တော်သေးတယ်ပြောရမယ်ဒီလိုပွဲဆက်များလာတာနဲ့အလိုလိုဝင်လာတဲ့စိုးရိမ်စိတ်ကဒဏ်ရာရကြမလားဆိုတဲ့အချက်ပါသိကြတဲ့အတိုင်းအသင်းကဒဏ်ရာရပြီဆိုတာနဲ့နောက်မှအပိုစုအနေနဲ့တူညီတဲ့နေရာကကစားသမားတွေပါထပ်နာလေးရှိပါတယ်ဆိုတော့အခုရလိုက်တဲ့နားချိန်လေးတွေမှာအသင်းတစ်သင်းလုံး fresh ဖြစ်နေအောင်ပြင်ဆင်ခွင့်ရရှိလိုက်တာပိုကြီးစုတင်ရတာပါအထူးသဖြင့်ကျွန်တော်တို့ရဲ့အားနည်းနေတဲ့ကွင်းလယ်တိုက်စစ်ပေါ့ Odigat ရော Axe ပါ injury ရှိနေတာမလို့ကိုင်ဟိုတောင်သုံးနေရတဲ့အနေအထားမျိုးပါဆိုတော့ဒီကစားသမားတွေအသင်းနဲ့အများဆုံးပူးပေါင်းနိုင်အောင်လုံလောက်တဲ့နားချိန်လည်းရသွားတယ်ညာချမ်းမှာမရှိမဖြစ်လို့ပြောရမယ်တင်ပါလဲ fitness တည်ဆောက်ဖို့အချိန်ရသွားတာပိုတောင်ကောင်းသွားပါတယ်ဒီကနေကြက်ခံမှုလုံလုံလောက်လောက်ရအောင်အနားယူရင်လက်ကျန်2လတာ run ရင်တကူတော့အားမွေးခွင့်ရသွားမှာပါနောက်ထပ်ဝမ်းသာစရာအချက်ကတော့ဘန်ဝိုက်လက်ယူစင်အသင်းတို့ပြန်လည်ရွေးချယ်ခံလိုက်ရတဲ့အချက်ပါစောက်ကိတ်လက်ထက်မှာလက်ထောက်နီးပြားနဲ့ပြဿနာတက်ပြီး2020ခုနှစ်ကတည်းကအင်္ဂလန်အတွက်မကစားတော့တဲ့ဘန်ဝိုက်အတွက်ဒီအခွင့်အရေးက mentality boost တစ်ခုဖြစ်လာမှာပါလက်ရွေးစင်အသင်းမှာပြန်ရွေးခံရတာကကမ္ဘာဖလားကစားဖို့အခွင့်အရေးရှိနေသေးတာကိုပြနေတာပါဒါကြောင့်လက်ကျန်ရာသီမှာဘန်ဝိုင်းအနေနဲ့သူ့ခြေစွမ်းကိုပူကောင်းအောင်ကြိုးစားပြီးနေရာတနေရာအတွက်တိုက်ပွဲဝင်လာနိုင်တာကကျွန်တော်တို့အသင်းအတွက်ပါအပေါင်းလက္ခဏာဆောင်တဲ့အရာတစ်ခုပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် YS မှာဘောလုံးစောကျင်တဲ့ညီကိုတွေအနေနဲ့ရန်ကုန် Sport TV ရဲ့ promo code YGNTV ကိုအသုံးပြုပြီးတော့ 100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါက YS မြန်မာ Facebook page နဲ့သူတို့ရဲ့ application တို့မှ website link ရဲ့ customer service code လေးနေပြီးတော့လည်း24နိုင်တီးလို့ရတယ်မြင်မြန်လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်